လောကကြီးကိုစာရှောက်သောနာမည်ကြီးလေးပါးကိုမြစ်သို့ခေါ်ဆိုကြသည်။စတုလောကပါဠနမြတ်စွာဘုရားဤမဲ့သောမာယာသည်အသက်တော်မြင့်မြတ်၌နာရွာစသည်။46ဖိုက်ဆလေးပါးကိုမသိတာမိဒုက္ခသလဲအဝိဇ္ဇာ